တိုင်းသာဆောက်ချိုးမပြေတာတမားတွေဆောက်ချိုးမပြေရင်နည်းနည်းမှကြည့်မရဘူးဦးလေးရဲ့ဦးလေးသမီးကိုချစ်နေတာကြာပြီပဲအတူတူနေလိုက်ကြအောင်နော်မေကြီးမင်းနဲ့အတူရှိဖို့ဆိုတာငါမိမအောင်ခိုးကြောင်ခိုးဝက်လုပ်နေရတာကဘာပေါ်မှာအခိုင်မာဆုံးကျိုးကဘာလဲဆိုတာမင်းသိလားတန်ရောစင်ကျိုးပေါ့အမကျွန်တော် diss ဆုပ်ပေးပါဦးစောက်ကောင်မရိုင်းလိုက်တာတေသွားမယ်နော်ကျွန်တော်စားရတဲ့ဒုတ်တွေစစ်ခိုင်းတာပါဗျာအနီဘူးသီးကြော်ကိုဘူးသီးမပါပဲကြော်လို့ရလားဗျစပစကားတွေလာမပြောနဲ့မအေးလို့ကောင်လေးမရတာလည်းမပြောနဲ့လေခွေးကိုက်ရင်တော့ပြန်ကိုက်မဲ့ပုံစံတွေနဲ့နည်းနည်းလောက်နှွဲ့စမ်းပါအောင်လားတည်ငြိမ်သူတွေရဲ့ဖုံးဆိုတာအဝင်ကောလည်းမရှိဘူးအထွက်ကောလည်းမရှိဘူးဖုံးပေလည်းမရှိဘူးမြန်မာနိုင်ငံမှာဆရာကြီးတွေများလုံးလို့ဖုံးတောင်ချိန်မနဲ့ပုတ်နေရတယ်လက်ကလက်အုပ်ချီထားရလို့ကိုအစင်မပြေတဲ့အခါတငယ်ချင်းတွေကိုဖုံးခေါင်မိတယ်သူတို့လည်းအစင်မပြေဘူးဆိုတဲ့အတန်ကြားမှပြန်ပျော်သွားတယ်တက်ပတ်ပဲနင်တို့ကိုလာပြောပြရတာနဲ့ငါထမင်းအိုးတော့တူးပါပြီအသက်က20ကျော်နေပြီခုထိမိဘစီမှာဘေဘိုးတောင်းနေတော့လားဆိုင်ကြော်ညာဗီဒီယိုအတွက်ပိုက်ဆံအများကြီးကုန်ခံပြီးကြော်ညာဗီဒီယိုလောက်ခိုင်းနေတော့လားငါမြင်လေ AI လို့ TikTok / YouTube မှာဗီဒီယိုတင်ပြီးပိုက်ဆံရှာကျင်တဲ့လူငယ်တွေပဲဖြစ်ဖြစ်ကိုယ်ဆိုင်ကြော်ညာတော့ကိုယ်တိုင်ဗီဒီယိုတွေဖန်တီးတက်ချင်တာပဲဖြစ်ဖြစ်ငါမြင်လေးစီမှာမုံဘိုး8000ကျပ်ထဲနဲ့မြန်မာစကားပြောဗီဒီယိုတွေဖန်တီးတက်ချင်ရင်တင်တန်းလာတက်လို့ရပြီနော်ကျယ်စင်တို့လမင်းတို့ပဲအမနေနဲ့တယ်လီကတန်မှာတင်တန်းဗီဒီယိုတွေတင်ထားပေးတာမို့အပြင်းထူတဲ့သူတွေအတွက်လည်းစိတ်ပါတဲ့အချိန်မှာလေ့လာလို့ရတယ်ဘာပရိုမတ်ထက်ဝယ်စရာမလိုဘူးငါမြေက free ပေးသုံးလိုက်မယ်ဘိုင်အိုကဘိုက်ပါကပဲဖြစ်ဖြစ်တတော့ message ကပဲဖြစ်ဖြစ်ဆက်သွယ်လိုက်တော့နော်နင်တို့ကချဲမပေါက်တာလည်းမပြောနဲ့လေချဲပေါက်ရင်ကုသိုလ်လုပ်မယ်မှမပြောပဲချဲပေါက်ရင်ခေါ်တီးဖို့ပဲလုပ်နေတာတံမြာသီးဘယ်လိုရောင်းလဲလေးလုံး900ပါ900ဘူးလေးလုံးရမလား900ဘူးလေးလုံးမရအောင်နော်လေးလုံး900ပဲမရရင်မဝယ်ဘူးကွာစောက်ဆံမရှိဘူးရှောက်တယောက်9000ထည့်လိုက်ဝေမန်နီကနေလွှဲလိုက်အလှခံတာမဟုတ်ဘူးနော်အလှခံတဲ့ကောင်လည်းမဟုတ်ဘူးသဘောပေါက်လားဝင်ငွေသာမကောင်းတာမိမ2ယောက်တော့ယူထားတယ်နော်ပိုက်ဆံသာကုန်တာမေတ္တာကမကုန်ဘူးတကယ်ချင်းငါကဒီအိမ်ရဲ့အိမ်ထောင်ဦးစီးဒီအိမ်ရဲ့အိမ်ဦးနတ်ဒီအိမ်ရဲ့အရှင်သခင်ငါဘာငါ2နာရီမှအပြင်ထွက်ချင်ထွက်မယ်2နာရီမှပြန်လာခြင်းပြန်လာမယ်မိုးလင်းမှပြန်လာခြင်းပြန်လာမယ်ဘာကြိုက်တာငါလုပ်မယ်ငါကဒီအိမ်ရဲ့အရှင်သခင်အားလုံးငါကြိုက်တယ်လို့လုပ်မယ်ငါကြိုက်တယ်လို့နေမယ်မင်းလုပ်ရမှာမင်းပြောပေးရမှာကကိုဘာအချင်းဝတ်သွားမလဲကိုဘာလုပ်ပေးရမလဲအဲ့ဒါပဲဖြစ်နေရမှာအဲ့ဒါကိုတငယ်ချင်းကလေသူ့မိန်းမကိုအဲ့လိုပြောတာဟုတ်လားအေးအဲ့လိုကြီးပြောတာလေသူ့မိန်းမကိုတော့အံ့ဩနေတာကိုတော့မှသူ့ကိုပြောလိုက်သေးတယ်မင်းယုံနေတာလားလို့ကိုတော့မှပြောလိုက်သေးတယ်ကိုကအသေးကိုအဲ့လိုမပြောရနော်ကိုကမပြောပါဘူးအသေးကလည်းကိုကဘာလို့အဲ့လိုပြောမှလဲကိုကယူနေတာမှမဟုတ်တာအဲ့လိုမပြောနဲ့နော်မပြောပါဘူးဖက်မပူကကိုထိုးလိုက်မယ်ဒါလို့ sorry မင်းတို့လင်မယားပချိန်ကြီးမင်းကတော့စုပ်ပြက်မင်းမိမလှပါလို့ငါတို့စက်ပင်သမားတွေကစက်ကိုကောင်းအောင်ပြင်တယ်လို့လူလဲလှအောင်ဆင်တယ်ကွာ